ဒီရှေလောင်စာချုပ်ဆိုတဲ့အပေါ်မှာဒီပထမအခြေအနေနဲ့ရှေလောင်စာချုပ်နံပါတ်1မှာအိန္ဒိယအခြေခံဥပဒေကိုလက်ခံမယ်ဆိုပြီးတော့မှရေးထားတယ်အဲ့ဒီကိစ္စအတွက်ကြောင့်မို့လူတိုင်းကဒါကရှေလောင်စာချုပ်ကအလေးပွန်စာချုပ်ဖြစ်တယ်ဆိုပြီးတော့မှအလုံးကအဲ့လိုထင်ကြတာပေါ့ဒီရှေလောင်စာချုပ်ဟာတရားဝင်စာချုပ်လားတရားဝင်စာချုပ်မဟုတ်ဘူးလား NNC ဖက်ဒရယ်နာမည်နဲ့လက်မှတ်ရေးထိုးခဲ့သလားဘယ်လိုလဲဆိုတာဒါကြတော့မစင်စားတော့ဘူးဖြစ်နေတာလူတွေကအဲ့ဒီနံပါတ်1မှာအိန္ဒိယအခြေခံဥပဒေကိုလက်ခံမယ်ဆိုတာအဲ့ဒါကြည့်ုံနဲ့ပဲလူတွေကဒါကအလေးပွန်စာချုပ်ဖြစ်တယ်ဆိုပြီးတော့မှရေးထားခဲ့တာကိုဒါပေမဲ့အဲ့ဒီရှေလောင်စာချုပ်မှာကNNC မပါဘူး NNC နာမည်မပါဘူးဖက်ဒရယ်နာမည်မပါဘူးနာဂလန်ဆိုတာတော့မပါဘူးအဲ့လိုဖြစ်သွားတာအဲ့တော့ဘာဖြစ်လို့ဒီလိုဖြစ်တယ်လဲဆိုတော့အိန္ဒိယအစိုးရကနာဂလန် NNC ဆိုတဲ့ဟာတွေကိုသူကအတိမမပြုတ်ချင်ဘူးအဲ့ဒါတော့ပြုတ်လို့ရှိရင်တော့အတိမပြုတ်ရရောက်မယ်ပေါ့သူတို့အထင်ကအဲ့ဒါလိုဖြစ်လို့အဲ့ဒါကြောင့်မို့ NNC ဖက်ဒရယ်နာမည်ကိုခြံလက်ထားခဲ့တယ်အဲ့ဒါကြောင့်မို့တပုံဆိုတဲ့နာမည်နဲ့ပဲသူတို့ကရေးတယ်တပုံဆိုတဲ့နာမည်တပုံဆိုတဲ့နေရာမှာတော့မှနာဂတပုံလို့ရေးလို့ရှိရင်တော့အတိတ်ပဲရှိသေးတယ်လေတဘောမှာကအဆမ်တပုံမဏိပူရီတပုံဆိုလို့ရှိရင်တော့အတိတ်ပဲရှိသေးတယ်ဒါပေမဲ့တပုံဆိုတဲ့နာမည်နဲ့အဲ့ဒီစာလက်မရေးထူးတဲ့လူတွေရဲ့အောက်မှာလည်းပဲတပုံကိုစလေဆိုတဲ့ဟာနဲ့ပဲနာမည်ကဒီလိုဖြစ်တယ်အဲ့တော့တပုံဆိုတာကဘာတပုံလဲပေါ့အဲ့လိုဖြစ်တော့တယ်အဲ့ဒါကြောင့်မို့ဒီစာချုပ်က NNC နာမည်နဲ့လက်မရေးထူးခဲ့တာမဟုတ်ဘူး Federal Government နာမည်နဲ့လက်မရေးထူးခဲ့တာမဟုတ်ဘူးအဲ့ဒါနာဂလည်းနာမည်နဲ့လက်မရေးထိုးခဲ့တာမဟုတ်ဘူးတပုံကိုစလေဆိုတဲ့နာမည်နဲ့ပဲလက်မရေးထိုးခဲ့တော့တရားမဟုတ်ဘူးဆိုတာဟာအဲ့ဒါကြောင့်မို့ပြောတာပေါ့အမှန်ကတော့ဒီစာချုပ်ထဲမှာနာဂကောင်းဆောင်တွေကလက်မရေးထိုးခဲ့တာတော့မှန်တာပေါ့လက်မရေးထိုးခဲ့တာမှန်ပေမဲ့လို့အဲ့ဒီမှာနာဂကောင်းဆောင်နာမည်ထဲမှာဒါFederal Government ရဲ့ကောင်းဆောင်ဖြစ်တယ်နာဂအာမီရဲ့အရာရှိတွေဖြစ်တယ်ဆိုတာမရေးထားတော့ကိုပိုင်နာမနဲ့ပဲရေးလိုက်တဲ့ခါကျတော့ဒီစာချုပ်ကတရားမဝင်စာချုပ်ဖြစ်တယ်အဲ့တော့ပြောချင်တာကစာချုပ်မှာအလေးဝင်တဲ့စာချုပ်ရှေလောဒီအိန္ဒိယအခြေခံဥပဒေကိုလက်ခံပါမယ်ဆိုပြီးတော့မှရေးထားပေမဲ့လို့စာချုပ်မှာကNNC နာမည်ဖက်ဒရယ်နာမည်နာဂလည်းနာမည်မပါတော့ဒီဟာကတရားမဝင်စာချုပ်ဖြစ်သွားတယ်တရားဝင်စာချုပ်တာဖြစ်ခဲ့လေဆိုလို့ရှိရင်တကယ်တော့နာဂနိုင်ငံကအလေးဝင်သွားပြီ NNC ကအလေးဝင်သွားပြီဖြစ်တာပေါ့ဒါပေမဲ့ကောင်းတာကခုနပြောသလိုပဲ NNC မပါဘူးနာဂဖက်ဒရယ်ကမပါဘူးနာဂလည်းဆိုတာမပါတဲ့အခါကျတော့နာဂအတက်ကတော့ကောင်းသွားတာပေါ့အကျိုးရှိသွားတာပေါ့